Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဒီ TKT Unit 30 Teachers Roles အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်ဒီကတော့ဒီ recording 22ပေါ့နော် Module 3ရဲ့ Unit 30က Teacher Roles ဖြစ်တယ် Teacher Roles ကဘာလဲဆိုလို့ရှိရင်ဒီဆရာမတွေကပေါ့နော်ဆရာမတွေကအတန်းထဲမှာ lesson တစ်ခုကိုသင်တဲ့အခါကျလို့ရှိရင် for example lesson တစ်ခုမှာအဆင့်က8ဆင့်9ဆင့်လောက်ရှိရဆိုပါဆိုအဲ့တော့အဲ့ဒီ8ဆင့်9ဆင့်လောက်မှာဒီသွားတဲ့ယူရတဲ့ roles တွေကမတူဘူးပေါ့နော်တခါလေကြားလို့ရှိရင်စီကံထိန်းရတယ်တခါလေကြားလို့ရှိရင်ကုညီတဲ့သူအနေနဲ့နေရတယ်အနောက်မှာကိုကစောင့်ကြည့်တဲ့သူအနေနဲ့နေရတယ်ကျောင်းသားတွေဒီစီကံကိုလိုက်ပြီးတော့ follow လုပ်လား instruction ကိုနားလည်လားဒါမျိုးတွေပေါ့နော် roles တွေကိုယူပေးရတယ်ပေါ့နော် accordingly add လုပ်ရတယ်ပဲသူက lesson တစ်ခုကဒီကောင်းကောင်းမွန်မွန်နဲ့ချောချောမွန်မွန်နဲ့ပြီးမယ်ပေါ့နော်နောက်မဆိုလို့ရှိရင်ကျောင်းသားတွေကလည်းလှုပ်ချင်တာလှုပ်ကိုကလည်းလှုပ်ချင်တာလှုပ်ဆိုလို့ရှိရင်เนาะsuccessful lesson တစ်ခုလည်းရမှာမဟုတ်လို့ classroom ကလည်းညိတ်မှာမဟုတ်ဘူးပေါ့နော် roles မှာဆိုလို့ရှိရင်သူ့ရဲ့ responsibility ကတစ်ခုချင်းစီမှာပေါ့နော် role တစ်ခုချင်းစီမှာကွာတယ်ဥပမာ manager ဆိုလို့ရှိရင်manager ဆိုလို့ရှိရင်အတန်းထိန်းတာပဲလားဘာရှိသေးလဲပြီးတော့ပေါ့နော်ဒီ teaching approach တွေတုံးလို့ရှိရင်လည်းဒီယူထားတဲ့ role ကကွာသွားတယ်ဥပမာကိုက presentation practice production တုံးလို့ presentation stage မှာဆိုလို့ရှိရင်ဒါကိုက language resource အနေနဲ့ယူနေတာဘာဖြစ်လို့လဲဆိုတော့ကျောင်းသားကိုကိုရဲ့ဒီ language ကိုသင်မဲ့ဒီ language ကိုရှင်းပြရမယ်ပြောပြရမယ်နမူနာပေးရမယ် examples တွေပေးရမယ်ဆိုလို့ရှိရင်ဒါသူကဒီ language resource role ကိုယူထားတာပေါ့နော်အဲ့လိုမှမဟုတ်ဘူးသူက communicative approach နဲ့သွားရဆိုလို့ရှိရင် communicative approach မှာကကျောင်းသားကစကားများများပြောရတယ်ကိုကအနောက်မှာနေရတယ်အဲ့တော့ကိုက facilitator helper ကိုယူရတယ်ပေါ့နော်ဆိုတော့ကျောင်းသားကတယောက်ချင်းစီရဲ့ဒီအရေးသွေးတွေကတက်လာအောင်များများပြောအောင်လုံးလုံးလေးရိုက်ကိုဝင်မပါဘဲနဲ့ဒါကိုက lead လုပ်ညာမဟုတ်ပဲねသူတို့ရဲ့ learning က smooth ဖြစ်ပြီးတော့ easier ဖြစ်အောင်ကိုက facilitate လုပ်ပေးရတယ်ပေါ့နော်ဆိုတော့ဒါမျိုးလေးတွေကိုကသိထားဖို့နားလည်ထားဖို့လိုတယ်နောက်ပြီးတော့လို့ရှိရင်ဒီကျောင်းသားတွေရဲ့ဒီ learning needs နဲ့ styles တွေ prefer styles တွေကိုကြည့်ပြီးတော့လဲဆရာမကဒီ roles တွေကိုတုံးတက်ရတယ်ပေါ့နော် adapt လုပ်တက်ရတယ်Okay အဲ့ဒါဆိုလို့ရှိရင် roles တွေဘယ်နှခုရှိလဲဆိုတော့ဒီဖတ်စာအုပ်ထဲမှာတော့သူကဒီဇယားလေးနဲ့ပေးထားတဲ့ဥစ္စာရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကအများကြီးရှိတယ်ဥပမာ for example manager ဆိုလို့ရှိရင် manager ရဲ့ role ကcontrolling group dynamic ကစလို့ဒီ classroom problems တွေဖြစ်တဲ့အခါမှာပေးရတာမျိုးပေါ့နော် discipline ကို maintain လုပ်ရတာမျိုးစီကံထိန်းကြရတာမျိုးအဲ့ဒါတွေအထိကို manager role ability ထဲမှာသွားတယ်ပေါ့နော်အဲ့တော့ကိုက group dynamic ကိုကြည့်ရဆို group dynamic ဆိုတာကအတန်းထဲမှာ mix level mix ability class ကိုကသင်ရတယ်ဆိုပါစို့တချို့ကျောင်းသား strong ဖြစ်တယ်တချို့ကျောင်းသားတွေက language weak ဖြစ်တယ်တချို့ကျောင်းသားတွေကအရန်စကားပြောရတချို့ကျောင်းသားတွေက shy ဖြစ်တယ်အဲ့တော့ class ရဲ့အခြေအနေ dynamic ပေါ်မူတည်ပြီးတော့ပေါ့နော်ကိုကသူတို့ကို interaction pattern ဘယ်လိုလုပ်မလဲအဲ့လို interaction pattern ကကောင်းကောင်း decide လုပ်နိုင်တယ်ဆိုလို့ရှိရင် classroom ထဲမှာ arise ဖြစ်လာနိုင်တဲ့ problems တွေကလည်းနည်းတယ်ပေါ့နော်ပြီးတော့လို့ရှိရင် rapport building လုပ်မယ်ကျောင်းသားရဲ့နာမည်တွေမှတ်မိတာကျောင်းသားတွေနဲ့ chemistry မြင့်အောင်လုပ်တာပြီးတော့လို့ရှိရင် weaker learners တွေကိုကိုက praise လုပ်ပေးတာ motivate လုပ်တာ instruction ပေးတာဒါတွေအကုန်လုံးဒီmanager role ရဲ့အောက်ထဲမှာဝင်သွားတယ်ပေါ့နော် facilitator ကြတော့ helper နဲ့အတူတူပဲသူကသူ့ထဲမှာပါလဲဆိုကျောင်းသားတွေသူကမြင်တတ်တာပေါ့မြင်ပြီးတော့သူကဒီကျောင်းသားဘာလို့နေလဲဆိုတာကြည့်ပြီးတော့သူကအဲ့ဒီလုံနေတဲ့ဥစ္စာမျိုးကိုသူပြောပေးတာကုညီပေးတာမျိုးပေါ့နော်ဒါမျိုးလေး language resource ကကြတော့သူကဒီကိုယ့်ရဲ့ပေါ့နော် knowledge ကိုယ့်ရဲ့ language awareness ကိုကျောင်းသားကိုပေးတဲ့ပုံစံမျိုးပေါ့နော်ကျောင်းသားကဥမာ for example ဒီ discussion လုပ်နေနေပေါ့နော်သူကမေ့သွားတယ်စကားလုံးတစ်ခုသုံးပုံမေ့သွားတဲ့အခါမှာteacher ဒီစကားလုံးလေးကဘာလို့ခေါ်ရလဲဆိုပြီးတော့ပေါ့နော် dictionary ကိုမသုံးမနဲ့ကိုယ်ကိုမေးလိုက်မယ်ဆိုလို့ရှိရင်ကိုကကိုယ့်ရဲ့သိထားတဲ့ knowledge ကိုယ့်ရဲ့ language နဲ့ပတ်သက်တဲ့ knowledge ကို share ရအောင်မယ်ဆိုတော့အဲ့ခါကျတော့ဒါ language resource ကိုယူထားတယ်လို့language resource role နေရာကိုရောက်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီမှာဘာတွေပါလဲဆိုလို့ရှိရင်ဒီ personalize လုပ်တာ for example ကိုက PPP နဲ့တင်တဲ့အခါမှာကိုက contextualize လုပ်ပြီးတော့ကိုယ့်ရဲ့ past simple တင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ childhood အကြောင်းကိုကပြောပြမယ်အဲ့မှာ model တွေအများကြီးကိုကထည့်ရမယ်
examples တွေအများကြီးထည့်ရမယ်ဒါ solution လဲဒါသူက language resource role ကိုယူထားတာ explaining လုပ်တာ clarifying လုပ်တာ modeling language လုပ်တာ eliciting လုပ်တာဒါတွေအကုန်လုံးဒီလဲ language resource ထဲမှာယူရ eliciting ကgiving instruction နဲ့ပေါ့နော်ဘာလို့ manager role မဖြစ်တာလဲလို့မေးစရာရှိနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ eliciting ဒီကျောင်းသားကဘာသိထားရလဲဆိုတာကိုဆွဲထုတ်ပြီးတော့သူကပြန်ပြင်ပြီးတော့ပေးရဖြစ်တဲ့အကြောင်းမလို့ language resource ထဲကိုဒါရောက်တယ်လို့ပြောလို့ရတယ် input ပေးတာပြီးတော့correct လုပ်တာလဲဆရာမကိုထပ်ပို့တိလို့ correct လုပ်တာပေါ့နော်ဆိုတော့ကိုသူ့ရဲ့ language awareness ကကြီးရဖြစ်တဲ့အကြောင်းမို့အဲ့ဒီ language awareness ကိုအသုံးချပြီးတော့ကို correct လုပ်ပြီးအမှားပြင်ပေးရဆိုလို့ရှင်လဲဒါဆရာမက language resource ကိုlanguage resource role ကိုယူထားဖြစ်တယ်monitor ကကျတော့ observer နဲ့အတူတူပဲပေါ့နော်သူက observe ကောင်းလုပ်တယ်ပြီးတော့လို့ရှိရင်ရတဲ့ data တွေကိုသူစုပြီးတော့ portfolio သူစောက်လို့ရတယ်ပေါ့နော်အဲ့ဒါကနေမှသူကအမှားဒီcategorizing learner mistakes ပါညာဒါမျိုးတွေသူထပ်လုပ်လို့ရတယ်အဲ့ဒါပြီးတော့လို့ရှိရင်ဒီ planner တို့ reflector တို့ကကြတော့ဥပမာ planner ဆိုလို့ရှိရင်ပေါ့နော်သူကlesson planning လုပ်တာပေါ့ဒါကတော့သိရမယ်အဲ့တော့ lesson plan လုပ်တယ်ဆိုလို့ရှိရင်ကိုက lesson plan ကိုဒီတိုင်းပေါ့နော်ကိုစိတ်ကူးထဲမှာရှိတဲ့အတိုင်းကိုလုံးလို့မရဘူး lesson plan လုပ်တဲ့အခါကျလို့ရှိရင်ဘာ material တွေသုံးမှာလဲဘယ်လို adapt လုပ်မှာလဲဆိုတော့ဒီတဲကိုတွားတယ်ပေါ့နော်ကျောင်းသားတွေနဲ့ကိုက်ညီတဲ့ methodologies တွေ materials တွေဒါမျိုးတွေက design လုပ်မယ်ပြင်မယ် adapt လုပ်မယ်ပြန်ပြီးတော့ဥပမာ video တစ်ခုယူရဲဆိုလဲအဲ့ video ကတိုနေလို့ share အောင်လုပ်မယ် share နေလို့တိုအောင်လုပ်မယ်လွယ်နေလို့ခန့်အောင်လုပ်မယ်ခန့်နေလို့လွယ်အောင်လုပ်မယ်ဒါမျိုးတွေဒီလဲဒါ planner ထဲမှာသွားတယ်ပြီးတော့အဲ့ဒါနဲ့ပတ်သက်တဲ့ problems တွေကိုကြိုပြီးတော့စဉ်းစားထားရဆိုလို့ရှိရင်လဲ planner role ကိုယူထားတယ်လို့ဒါပြောလို့ရတယ်ပေါ့နော် diagnostician ကကြတော့ဒီကျောင်းသားတွေရဲ့လိုအပ်တဲ့ဥစ္စာကိုသူကfind out လုပ်တာပေါ့နော်test ပေးပြီးလုပ်တာပဲဖြစ်ဖြစ် conversation ကနေလုပ်တာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကျောင်းသားရဲ့ needs တွေကျောင်းသားရဲ့ difficulties တွေကိုသူက evaluate လုပ်နေပြီး assess လုပ်နေပြီဆိုလို့ရှိရင်ဒါ diagnostician နေရာကိုယူထားတယ်လို့ပြောပြရအဲ့ရနေမှသူကဘာလိုအပ်နေလဲကျောင်းသားကိုဘာသင်ရမလဲဆိုပြီးတော့သူက plan ထပ်လုပ်လို့ရမှာဖြစ်တယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်တော့ဒီဟာလေးတွေကိုကြည့်ပြီးတော့ဒီဘယ် roles မှာပေါ့နော်ဘယ် responsibility ရှိလဲဆိုတာကိုဒါအကြမ်းမြင့်တော့နားလဲသွားလောက်ပြီလို့ထင်တယ်ပေါ့နော်ဗီဒီယိုကိုမရှင်းခြင်းလို့နောက်ဗီဒီယိုမှာကြံတဲ့လိုအပ်တဲ့အပိုင်းလေးတွေကိုဆက်ပြီးတော့ပြပြသွားပါမယ်ဒီနေ့တော့ဒီဗီဒီယိုကိုဒီမှာပဲရပ်လိုက်မယ်နော် bye bye